ဘယ်သူတွေလဲဟာဒီတင်နေရောက်နေတာတော့မသိကြသေးဘူးလားဓမြဘိုးမိုးသီးဆိုတာကိုပဲဟောမယ်ပြေးမယ်တော့မကြိုးစားနဲ့တော့တရားပါလေသိလားတနဆရာတို့ချုပ်ခိုင်းရအောင်ချုပ်ခိုင်းလိုက်ဘာချမလဲဒါပြမလို့နဲ့နော်ဘယ်ရကြောက်ပါသူတွေအသက်ချင်းနေပလိုက်မယ်ဒါခဲ့လိုက်မကြောက်ဘူးကျမတို့ကအဆက်နဲ့လူလောက်ညာတော့အဆက်ရှိတယ်ဟုတ်တယ်ဓမ္မကြီးလားဟောဆက်တရားကိုကြားနေငားမလဲဘူးလားဟုတ်တယ်ငားလည်းမရကြောက်ရအောင်ကကတော့နော်လူလောင်ကြည့်တယ်အသက်ချင်းနေပလိုက်မယ်ဖားခဲ့သွားတယ်ဟမ်အဲ့ဒါမျိုးလေးတွေကိုကြိုက်တာပထောင်းကိုတစ်ခါလေးပေါ်ခဲ့လိုက်တော့ဟိုကြောက်မှထုတ်ခိုင်းမယ်ဒီလေးတောက်လိုက်ဒီလေးတောက်လိုက်ဒီလေးတောက်လိုက်ဒီကဘာလဲကိုရလမောင်ကြီးရလေအခုအစ်ကြီးနေကေအခုတင်ပြရဟိုကလေယူပါတာကြတာဟုတ်ပါဘူးဘူသာရမ်းကြ